ကဲကျွန်တော်တို့အလူစီအသေးအနေကျွန်တော်တို့လာရောက်လူတာဖြစ်ပါတယ်လို့ဒါဆိုင်ကောရီနော်ခုနဆရာပထမမှာလည်းပြောပြီးသွားပြီဟိုအကိုစံတော့ဟိုဆရာတို့အရင်တော့တွေ့ဘူးလားဒီကအင်ဂျင်မမဲနဲ့အကိုတွေ့ဘူးလားတွေ့ဘူးမလားဟောတော့ပြီးစားသေးတယ်လေဒါအဲနော်တို့ချက်သားကနနာဝယ်တယ်တို့လည်းဒီဆိုင်တဲ့အတွက်ကြောင့်အကိုမကြီးပေါ့နော်အကုန်လုံးခရီးရိုက်တယ်ရောက်ပြီဆက်စောစီဆုတောင်းပြီပေါ့နော်ဒီအခုကျနေအားလုံးပဲပြီးတော့မှဒီဖက်မလားအားလုံးနော်ရောက်ပြီခဏလေးအားလုံးဆုတောင်းမယ်ရှိလို့ရှိရင်ဆရာနေပြီးတော့ကြံကြံတောင်းရတယ်ဆရာအကူလို့လာကြလို့ရှိရင်ကိုစဉ်းစားပြီးလို့ရတယ်နော်မှတ်ပြီလားဟုတ်ပြီဒီကဲတော့ဒေတာရဖွဲ့ပြီးတော့ဒီခန္ဓာမှာရှိသောဒေတငယ်များတဲ့စာဟာရများကိုကျွန်တော်တို့ဒီအောင်ဒီငယ်ဖွဲ့ရနေပြီးတော့လာရောက်ထူထမ်းခွင့်ရတဲ့အတွက်သူရဲ့ကြည်တင်ပါတယ်ဒီကျောင်းမှာရှိကြသောဆရာဆရာမများနဲ့ဒီကျောင်းသူကျောင်းသားများဒီကျောင်းဖွဲ့သူဖွဲ့သားများနဲ့ကောင်းမွန်စွာယဉ်ကျေးခွင့်တင်ပါတယ်ဒီတင်မကဒီကနေ့ဒီအောင်သူငယ်ဖွဲ့ပြီးတော့ဤစားစာသက်လည်းပဲဝရှင်အကြီးနဲ့ကြီးတင်ပါတယ်စားသုံးမိဖြစ်သောတာမီရောက်စီတိုင်းပေါ်မှာလည်းပဲကိုယ်ကခွန်အားချမ်းသာခြင်းခွန်အား